ဒီနေ့ဟာတနင်္ဂနွေနေ့ပါအပတ်တိုင်းလိုပဲเนาะကျွန်တော်ကလေးကိုပြည်သူ့ဘန်းချန်မှာခေါ်သွားပြီးတော့သွားကစားစေခဲ့ပါတယ်ဒါပေမဲ့ပြည်သူ့ဘန်းချန်မှာဒါကဘုန်းကြီးကျောင်းမှာရှိပါတယ်ကလေးတစ်ယောက်ဟာအမြဲတမ်းအခန်းထဲမှာနေရတာမကောင်းပါဘူးအမြဲတမ်းထားနေတာမကောင်းပါဘူးကလေးကိုလည်းဖုန်းနေအကြာကြီးပြီးတော့လည်းမကောင်းပါဘူးအလုပ်ကနေဘလောက်ပဲပင်ပန်းတော့လဲဒီလိုချိန်မျိုးမှာသူတို့တွေအတွက်အရန်ကိုအရေးကြီးပါတယ်သူတို့တွေရည်နိုင်အောင်သူတို့တွေပြေးလွှားနိုင်အောင်ကစားနိုင်အောင်ပေါ့နော်သူတို့တွေတစ်ပင်နေမြင်ရမယ်ကောင်းကင်နေမြင်ရမယ်လူအတိုင်းဝိုင်းနေမြင်ရမယ်ဒါတွေကအရန်အရေးကြီးလို့ထင်ပါတယ်ဈေးကြီးတဲ့နေရာတော့တွားဆရာမလိုပါဘူးနော်ကျွန်တော်တို့ကိုကြီးမှာရှိတဲ့မှာပန်းချန်လေးပေါ့နော်ကိုအိမ်နီးနားမှာတို့ဘုံကြီးကျောင်းမှာတို့ကျောင်းမှာတို့အဲ့လိုဆိုရပါပြီသူတို့လေးကစားလို့ရတယ်သူတို့တွေတွားရင်ပျော်တဲ့နေရာလေးပေါ့အဲ့ဒါကိုဆိုရင်ရပါပြီ